လိုအပ်လို့မင်္ဂလာပါရှင်ဒီနေ့ကတော့ပြင်းပြင်းနဲ့ညာနေဆင်းရတဲ့နေ့ပါမပြင်းတဲ့နေ့ဆိုတော့မရှိပါဘူးရှင်မြဲတဲ့ပြင်းပါတယ်လှုပ်လို့ရမှာဆိုပြင်းပါတယ်စားဆိုရင်ပြောပါတယ်မနေ့ကတော့မသိဘူးပေါ့နော်တက်ရှိတော့ခုတလောချင်းမောင်းစားတယ်ဆိုလို့ချင်းဟိုတလောထွန်းပစ်တဲ့ဟာလေးကိုပဲသတိရနေပါတယ်ချင်းမောင်းစားရဲ့ဖင်ကောင်းရတယ်ချင်းမောင်းတွေကဖင်ကောင်းကျတယ်ဆိုတာပါချင်းမောင်းလေးတော်တော်လေးကိုစားလို့ကောင်းပါတယ်ရင်တစ်ခါတော့စားတာကျတော့မောင်းဆွဲတဲ့တိပေါ့နော်မောင်းဆွဲတဲ့တိကတော်တော်လေးစားလို့မကောင်းပါဘူးစားတာကကျတော့ဆကူတာဆွဲတဲ့တိပါတော်တော်လေးကိုစားလို့ကောင်းပါတယ်ဒါပေမဲ့ငြိုသေးတဲ့တော်တော်လေးကိုဆက်ပါတယ်တရှိဆက်စားနိုင်တဲ့လူတွေမှာတော်တော်လေးကိုဆက်ပါတယ်ဆက်မစားနိုင်တဲ့သူတွေကတော့လုံးဝအဆင်မပြေဘူးလို့ထင်ပါတယ်အဲ့လိုချင်းမောင်းလေးပါလေစပြီးလို့ချင်းကိုရှာကိုရင်ကြီးရတာသဘောကျပါတယ်ရှာနေနေလေးပေါ့နော်ညစီမနဲ့စမနဲ့တူတူဆင်းရတာကိုသူ့ကိုလည်းမကြွေးဘဲနဲ့ကိုယ့်ဘာသူတယောက်တည်းဆွဲပါတယ်တယောက်တည်းဆွဲတဲ့ဆိုတာလည်းအကြောင်းရင်းရှိပါတယ်သူဂျပန်နဲ့ကြွေးလို့ချင်းပြည့်မလားကိုရီမြန်မာလေးစားစားဘာဖြစ်တဲ့ညာဖြစ်တယ်လို့မျိုးပြောရတယ်မခံနိုင်လို့ပါအဲအကြောင်းမလို့တယောက်တည်းစားပါတယ်ချင်းမောင်းကတော်တော်လေးကိုဆက်ပါတယ်အဲအကြောင်းမလို့မစားနိုင်တော့လို့ညနေမှပဲစားပါတော့မယ်ဒါကတော့ကျမရဲ့ညပိုက်ဆိုင်ရင်စားဖို့ခောက်ဆွဲပြုတ်လေးပါပတိရတော့ခုတလောဝမ်းချုပ်ပြလို့ခဏခဏစပ်ပြပြပါတယ်ပြီးရင်မုံလေးရဲ့ပြီးရင်နှခမ်းစီလေးရဲ့ပါအလောက်တာမလို့တာတာထားမြဲတဲ့ယူလာကြည့်တာတော့ကျမရဲ့နှုတ်ပုတ်ကလေးပါနှုတ်ပုတ်မပိုင်းနဲ့လည်းခေါင်းကိုက်သလိုလိုတစ်ခုလူနေသလိုခံစားရလို့ပါခေါင်းကိုက်ရတော့လို့ရတဲ့လုတ်ခီဆိုနေပေါ့နော်ခေါင်းကိုက်ပြောက်စီလေးလည်းယူလာခဲ့ပါတယ်အလုံးမဲ့ပဲပါရှင်